Hello everyone ကျွန်မကတော့ Bonus Spray High School မှာပညာသင်နေတဲ့ Grade 5ကျောင်းသူလေး 5B2 F40 မဲ့ဖြစ်ပါရှင်။ကျွန်မဒီနေ့ပြရမယ့်ကျောင်းရာလေးကတော့ဖားရရဲ့ဘဝဆက်ဝင်ကျောင်းများပဲဖြစ်ပါရှင်။ပထမပုံလေးကတော့ဖားရရဲ့ဘဝဆက်ဝင်များဖြစ်ပါတယ်။ဒီပုံလေးကတော့ဖားရဖြစ်ပါတယ်။ဖားဦးကနေပြီးတော့ဖားသားလောင်းဖြစ်တဲ့ပုံလေးဖြစ်ပါတယ်။တတိယပုံလေးမှာတော့စတောက်ပါတဲ့ဖားသားလောင်းလေးဖြစ်ပါတယ်။ဒီပုံလေးကတော့ရှည်လက်ပါဖားလောင်းအတွင်ပြောင်းရှင်းအဆင့်ဖြစ်ပါတယ်။နောက်ဆုံးပုံကတော့တက်ကြီးကောင်ဖြစ်သွားတဲ့ပုံလေးဖြစ်ပါတယ်။ဖားဤဘဝဆက်ဝင်များကိုချက်နဲ့ရှင်းအောင်မှာပဲဖြစ်ပါတယ်။ပထမတစ်ခုမှာတော့ဖားမများဒီဖားဦးများကိုရေထဲတို့ဥချပါတယ်။ဒုတိယတစ်ခုမှာတော့ဖားသားလောင်းဒီရဲနေထိုင်ပြီးတက်ကြီးကောင်ဒီရင်းနှစ်ကုန်းနေထိုင်ကြပါတယ်။တတိယတစ်ခုမှာတော့ဖားဒီအဆင့်50မှာဖြစ်ပေါ်လာပါတယ်။နံပါတ်4မှာကတော့ဖားသားလောင်းဒီဗဟက်နဲ့တက်ရှူပြီးရှည်လက်ပါဖားသားလောင်းနဲ့တက်ကြီးကောင်တို့ဒီအဆုပ်ဖြင့်တက်ရှူကြပါတယ်။နံပါတ်5မှာကတော့ဖားဒီအတင်ပြောင်းရှင်းရတဲ့ခါအဆုပ်နဲ့တက်ရှူကြပါတယ်။နံပါတ်6မှာကတော့ဖားဒီကုန်းနေနေတဲ့တဝါဖြစ်သည်။9ဒီနေတဲ့တဝါဖြစ်ပါသည်။အိမ်မြောင်နဲ့ချက်တို့ဒီကုန်းနေတဲ့တဝါဖြစ်ကြပါသည်။နံပါတ်9မှာကတော့စတောက်ပါဖားသားလောင်းဒီအတင်မပြောင်းမီအထိရေထဲနိုင်နေ၍ဗဟက်ဖြင့်တက်ရှူကြပါတယ်။နံပါတ်10မှာကတော့ဖားဘွားဆက်ဝင်မြတ်ကအခြားတဝါရဲ့ဘွားဆက်ဝင်မြတ်နဲ့မတူကြပါဘူး။နံပါတ်9မှာထိုးကြောင်မတူရတဲ့အကြောင်းရင်းများမှာငါးများဤဘွားဆက်ဝင်ကရေထဲမှာပဲကုံဆုံးပြီးတော့အိမ်မြောင်နဲ့ချက်တို့ကလည်းကုန်းပေါ်မှာကုံဆုံးကြတယ်။ဒါပေမဲ့ဖားဒီရေနှစ်ကုန်းတဝက်စီမှာကုံဆုံးကြခြင်းဖြစ်ပါသည်။ဒီနေ့ပြောရတဲ့ဟာလေးကတော့ဖားဘွားဆက်ဝင်လေးပဲဖြစ်ပါတယ်။အားလုံးကြည့်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်။